တတိရှိရင်ကြည့်လိုက်ပါဒီမှာတော့ကဘာပေါ်မှာအလွန်မင်းနှဆိုင်ပြီးကြောက်စရာအကောင်းဆုံးအနက်ဆုံးအပေါက်9ခုကိုဖော်ပြထားပါတယ်မြင်ရတာနဲ့တင်မူးဝေတယ်လို့ခံစားရစေပါတယ်အဆင့်9 Monte Dam American အနက်20မီတာကျော်ရှိတဲ့ရေစီးစင်းပေါက်ကြီးဖြစ်ပြီးအထက်ဝင်သွားသမျှအရာအလုံးကိုစုပ်ယူသွားနိုင်ပါတယ်တင်မောတောင်ဝင်သွားရင်ပျောက်ကွယ်သွားနိုင်ပါတယ်အဆင့်4 Dean's Blue Hole Bahamasအနက်202မီတာရှိပြီးကဘာပေါ်မှာအနက်ဆုံးပင်လယ်ပြာရေအပေါက်ဖြစ်ပါတယ်။ရေငုပ်သမားတချို့ဝင်သွားပြီးပြန်မထွက်လာနိုင်ခဲ့သူများလည်းရှိပါတယ်။အဆင့်3 The Great Blue Hole Belize အနက်318မီတာရှိပြီးအပေါ်ကနေကြည့်ရင်အဆုံးမရှိတဲ့အမှောင်အပေါက်ကြီးလိုမြင်ရပါတယ်။ပင်လယ်အောက်မှာထူးဆန်းတဲ့သက်ရှိတွေနေထိုင်နေကြပါတယ်။အဆင့်2 Kruger Caveအနက်နှစ်198မီတာကျော်ရှိပြီးကဘာပေါ်မှာအနက်ဆုံးကူဖြစ်ပါတယ်။နေရောင်တောင်မရောက်နိုင်တဲ့အထိနှက်ဆိုင်ပြီးစူးစမ်းလေ့လာသူတွေလက်ချီကြအောင်တွားရောက်လေ့လာရပါတယ်။အဆင့်1 Kola Super Deep Borehole Russia အနက်10နှစ်266မီတာရှိပြီးလူသားတွေတူးဖော်နိုင်ခဲ့သမျှအနက်ဆုံးအပေါက်ဖြစ်ပါတယ်။မြေထုအောက်နှက်ပိုင်းမှာအပူချိန်180ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီးဘယ်ဆက်ပစ္စည်းမှမခံနိုင်ပါဘူး။